ဒီဖိုင်းလေးကကြတော့ဗောနော်ကိုကသူ့ကိုဖွင့်ပြောတင်လားသို့မဟုတ်ကိုရဲ့အချစ်နဲ့ပတ်သက်ပြီးဝန်ခံတင်လားဆိုတာမျိုးလေးကိုမုံပြပြပေးမယ်1 2ကတော့ဒါဒီဘက်ကဗောနော် cadets လေးဗောနော်ဒါလေးက1ဒီဘက်ကပန်းပွင့်လေး2ပွင့်နဲ့ပါတာက2เนาะဒါလေးဖြစ်ပါမယ်အဲ့တော့ပထမဆုံး1ရွေးထားတဲ့သူတွေအနေနဲ့ကဖွင့်ပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးပြန်စဉ်းစားစေချင်တယ်သို့မဟုတ်ကိုရဲ့အချစ်တွေဝန်ခံမယ်ဆိုလဲစဉ်းစားစေချင်တယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကကိုယ့်ရဲ့ crash ပေါ့နော်ကိုယ့်ရဲ့ crash ပဲဖြစ်ဖြစ် saturation နေထားရဲ့ဖြစ်ဖြစ်ပေါ့နော်ကိုစိတ်ဝင်စားနေတဲ့သူပေါ့သူကအဲ့လိုကိုယ့်ပေါ်သူကစိတ်ရှိတယ်ဒါပေမဲ့လေကိုယ့်ရဲ့စိတ်ကသူ့ရင်ထဲရလို့မကြော်နိုင်သေးဘူးသို့မဟုတ် तू ကအဲ့အတိတ်ကကိစ္စတွေနဲ့ပတ်သက်ပြီး तू မမေ့နိုင်သေးဘူးအဲ့ဒါကြောင့်မလို့လက်ရှိမှာကိုကသွားလိုက်ရင်စိတ်လိုကြရင်တော့ तू နဲ့ကိုနဲ့ကြအဆင်ပြေမယ်စိတ်လိုမကြရင်ကြတော့ကိုကသူ့ရဲ့အစားထိုးတဲ့လူပေါ့နော်အဲ့လိုပဲဖြစ်တတ်တယ်ကိုကရတဲ့အဖြစ်ခံလေးပဲကျမတို့ကဖြစ်ခံမယ်ပေါ့နော်အဲ့လိုဆိုရင်တော့တစ်မျိုးဒါပေမဲ့ကိုယ့်အတွက်တကယ်စစ်မှန်တော့အေဂျင့်မှုမရနိုင်သေးဘူးအဲ့ဒါကြောင့်မလို့ဒါနောက်ထပ်3-4လလောက်စောင့်ကြည့်သူ့ကိုလည်းစောင့်ကြည့်ကိုယ်လည်းသူ့ဘောခန်းစားချက်တေးကြလားဆိုတော့စောင့်ကြည့်တင်တယ်လို့မို့အကြံပေးတယ်ဒါတော့1အတွက်ပေါ့နော်2တွေကိုကြည့်တဲ့အခါမှာကျတော့1ကိုအဲ့လိုပြောရဆိုတော့2ကတော့ဖွင့်ပြောလို့ရလာပြီပါပြီပေါ့အဲ့တော့2ကကြတော့ဖွင့်ပြောမယ်ဝန်ခံမယ်ဆိုရင်လို့ရှိရင်အထာနက်ကမယ်ကိုကလုံးဝတဲ့သူ့ကိုချစ်တယ်ဘလို့မြစ်တာရှိရအဲ့လိုမပြတတ်တယ်အဲ့လိုပြတတ်ရင်ဘာဖြစ်မလဲဆိုတော့သူ့ဘက်ကကိုနဲ့ပတ်သက်ပြီးပေါ့ရော့တတ်တယ်တစ်ဘက်ကလူကခဲမှန်မှုတဲ့စာတိုင်တွေဖြစ်တတ်တယ်။သို့မဟုတ်သူကိုယ်တိုင်နဲ့တစုံတစ်ယောက်ကို तू ကအဲ့လိုမျိုးစိတ်ခံစားချက်နဲ့ပတ်သက်ပြီးနည်းနည်းအုံနောက်လေးနဲ့ရွေးတာသို့မဟုတ် तू ရွေးချယ်မှုတွေမှာမှားသွားတာမျိုးလေးတွေဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။အဲ့တော့ကိုကဘာလုပ်ကြမလဲဆိုကိုက तू နဲ့ပတ်သက်လာလို့ရှိရင်အရင်ပေါ့နော်သူ့အပေါ်ကိုဒီအရင် defense လုပ်တယ်လို့မြင်သွားတာနဲ့သူ့ဘက်ကဘာဖြစ်တယ်လဲဆိုတော့ကိုနဲ့ပတ်သက်ပြီး तू အရင်လေးစားတာတော့ကိုနဲ့ပတ်သက်ပြီးသိချင်တာတော့ပေါ့နော်ဒီလိုအကြောင်းအရာလေးတွေနဲ့ပတ်သက်လာလို့ရှိရင် तू တိတ်ပြီးတော့မလေးစားတာသို့မဟုတ်ကိုယ့်ရဲ့အချစ်ပေါ်မူတည်ပြီးအနာယူချင်တာလေးတွေအရာကိုရှုံရှုံဝင်အောင်ပြောမယ်ကိုကဒီလိုမျိုးသူ့ပေါ်ခံစားချက်ရှိရလဲဖြစ်ကောသူ့အနေနဲ့တခြားအကြောင်းအရာပေါ့နော်အဲ့လိုအခြားအချိုးမျိုးပေါ့နော်အဲ့လိုပြောင်းလဲလာတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မကိုအနေနဲ့ကနည်းနည်းအတူဆုံးပြောရရင်အထားကိုင်းနိုင်တယ်နော်အဲ့တော့သူနဲ့ကိုနဲ့ကြာမှတန်ရုံးစင်ဖြစ်အောင်လုပ်သူ့ဘက်ကိုပဲဆရာကြရဲဆွဲပုံစံနေထားတဲ့တခြားလေး try မိမှသာလျင်ကိုကသူနဲ့ပတ်သက်ပြီးတဖြည်းဖြည်းချင်းမှကိုသူ့ကိုချစ်ကြောင်းမေတ္တာရှိကြောင်းသူကိုယ်တိုင်ကိုယ့်ရဲ့အချစ်ကိုသိရှိကျင်လာတဲ့အချိန်လောက်မှပြောရင်တော့ပို့ပြီးတော့ကောင်းမှာပါလိမ့်မယ်လို့ပြောချင်ပါတယ်နော်အဲ့တော့အခုဖိုင်လေးကအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်နော်အဲ့တော့ချိုးသမားတွေဘယ်လိုတော့ပြောအောင်လဲဆိုတော့နောက်ထပ်သူနဲ့ပတ်သက်2လလောက်စောင့်ကြည့်ရပါပြီနော်ကျေးဇူးတင်ပါတယ်